ကြက်ကလာသားချက်ပြောထားတာများလို့ဒီနေ့ချက်ပြီးဗျာတောဘက်မှာစားခဲ့တဲ့အတိုင်းချက်မှာဖြစ်ပါတယ်ဂျင်းချက်သွန်ပြူချက်သွန်နေငရုတ်သီးကိုညနေအောင်ထောင်းပြီးစီတက်မယ်မှုန်ချက်ကတော့ရက်ဆက်တယ်ကျွန်တော်ချက်သားကုံနေလို့ချက်ဥကိုချက်သားဖြစ်အောင်ပြောင်းမယ်ပိုစကေချက်သားရပြီဆိုရင်အစာပလာနဲ့ရောပြီးတော့နာနာလေးနှိမ့်ပေးရမယ်ချက်သားအပေါ်ရဲ့သင်းပြီဆိုရင်ငပိထည့်မယ်စနွင်းထည့်မယ်ငရုတ်သီးမုံထည့်မယ်ငရုတ်သီးမုံနေစိမ့်နှံပြောက်ပြီဆိုရင်သူတို့တော့ဒီတောအရက်ပေါ့နော်တောအရက်ထည့်ရတာပါခညက်နဲ့ချက်တဲ့အရက်လေးကျွန်တော်မရှိတော့စင်မြင်းဆန်အရက်ထည့်ပါတယ်ပြီးတော့စားတကြားချက်သားမုံကိုလိုသလောက်ထည့်ပါအဲ့မှာစင်မြင်း200ဘူးရောင်းပေးပါအောင်ဆိုလို့ကျွန်တော်200ဘူးရောင်းပေးလိုက်သေးတယ်ဗျာချက်သားတွေကထွက်တဲ့ရေလေးတွေခမ်းပြီးတော့အစာပလာနဲ့မွေးနေပြီဆိုရင်နှာဘူးသီးထည့်ပြီးလှိမ့်လို့ရပါပြီနှာဘူးသီးလေးတွေတင်းလာပြီဆိုရင်ရေထည့်လို့ရပါပြီခင်ဗျာရေပွက်ပြီဆိုမှစပားမရအပင်ထည့်မယ်ဒီစပားမရအပင်ကပွက်တဲ့ချိန်ထည့်မှမွေးတာပါငါးငမြကြီးထည့်ပြီးတော့မိနစ်30တည်မယ်နောက်ဆုံးမချခင်မှာဗမာနန်နန်နဲ့ပင်စိမ်းလေးအုပ်လိုက်မယ်ဆိုရင်ကြက်ကျွန်တော်ချက်ရပြီ